မိမိကိုယ်ကိုလေးစားထိုက်သူဖြစ်အောင်နေထိုင်နေနံပါတ်1မင်းကိုမရှာတဲ့သူကိုမရှာပါနဲ့နံပါတ်2အကျွေးနဲ့ကင်းအောင်နေပါနံပါတ်3လိုအပ်တာထက်ပိုမပြောပါနဲ့နံပါတ်4လူတွေကကိုယ့်ကိုမလေးစားတဲ့အခါသူတို့ကိုချက်ချင်းဥပက္ခပြုထားလိုက်ပါနံပါတ်5တခြားသူတွေစားတာထက်ပိုမစားပါနဲ့အစားအသောက်စင်ကြင်ပါနံပါတ်6တင့်ကိုတင်ရင်းနှီးမြှုပ်နှံပါကိုယ့်ကိုပြောအောင်ထားပါနံပါတ်9တခြားသူတွေအကြောင်းအတင်းဖြင်းပြောခြင်းကိုရပ်တန့်ပါနံပါတ်8စကားမပြောခင်စဉ်းစားပါလူတွေကမင်းကိုဘယ်လောက်တန်ဖိုးထားတယ်ဆိုတာ80%ကမင်းပါဇက်ကထွက်လာတဲ့စကားလုံး၄တန်တွေပါနံပါတ်9အောင်မြင်သူတယောက်ဖြစ်ဖို့တင့်ပန်းတိုင်များနဲ့အလုပ်ရှုပ်ပါစေနံပါတ်10အချိန်ကိုလေးစားပါနံပါတ်17လေးစားတန်ဖိုးထားမှုမရှိတဲ့နယ်ပယ်ဆက်ဆံရေးမှမနေပါနဲ့နေရပြောင်းရွှေ့လမ်းလျှောက်ပါနံပါတ်12တင့်ကိုတင်ပတ်စံသုံးတက်ဖို့အရင်သင်ယူပါဒါမှလူတွေကမင်းကိုအသုံးပြုဖို့သင်ယူလိမ့်မယ်နံပါတ်13ဂိမ်းဆော့နေမဲ့အစားစာဖတ်ခြင်းဖြင့်ကိုယ့်အရေးချင်းတွေမြင့်တင်ပါနံပါတ်14လက်ခံသူထက်ပိုပြီးပေးကမ်းသူဖြစ်ပါစေနံပါတ်15မဖိတ်ခေါ်တဲ့နေရာကိုမသွားပါနဲ့ဖိတ်ကြားသောအခါမှာလေတင်းရဲ့ကြိုးစိုးမှုကိုလွန်ကဲစွာမပြုပါနဲ့နံပါတ်16လူတွေကိုသူတို့နဲ့ထိုက်တန်တဲ့ပုံစံအတိုင်းဆက်ဆံပါနံပါတ်19မင်းမိသားစုကိုအချိန်ပေးနေတာကလွှဲရင်တခြားသူတွေအတွက်အချိန်မဖြုံးလိုက်ပါနဲ့နံပါတ်18ကိုလို့တဲ့အရာကိုကောင်းကောင်းလုပ်ပါမင်းဖြစ်ချင်တဲ့ဆန္ဒအကောင်းဆုံးဖြစ်ပါစေ